10 minute အတွင်း -9 degree centigrade ထိခဲတဲ့ဘာမဆို AI ဖုန်းကူလား PC 10ဘာမဆိုကနေအသေးချွတ်ချွတ်ထုတ်ထားပြီးတော့ဈေးကွက်မှာလုံးဝမရှိသေးတဲ့ AI ဖုန်းကူလား PC 10တလိုက်မပါတဲ့ဖုန်းတွေအတွက် club ဘယ်လိုတက်ရမလဲဆိုတာကျွန်တော်ချက်ပြပေးမယ်ဒီကောင်လေးရဲ့ဒီလိုမျိုးလေးရှိမယ်အဲ့လေးကိုဒီလိုလေးဖိလိုက်မယ်ဒီလိုညက်ပြီးတော့ဒီအပေါက်လေးတွေကိုဒီလိုလေးထည့်ပြီးတော့ဆွဲလိုက်ရပြီဘယ်ဘက်လဲအတိုင်းပဲဒါလေးလိုလေးဖိမယ်ဖိပြီးသွားရင်သူ့ဒီအပေါက်လေးတွေကိုထည့်ပြီးတော့ဆွဲထားလိုက်ရပြီအရှမ်းငိမ့်နေဖြုတ်တဲ့ခါကျရင်လည်းအဲ့တိုင်းပဲဒါလေးကိုဖိပြီးတော့အပေါ်ကိုဆွဲလိုက်အောင်ပဲဒီဘာမဆိုလိုပါတဲ့အပေါ်ဘက်ကိုဆွဲရမှာကင်ပြီးတော့ဒီလိုလေးဆွဲဖြုတ်လိုက်အောင်ပဲအရှမ်းလွယ်ပါတယ်AI ဖုန်းကူလာလို့ခေါ်တဲ့အတိုင်း AI နည်းပညာနဲ့အပူချိန်ကို auto ထိန်းညှိပေးတယ် AI mode ကိုပြောင်းထားလိုက်တာနဲ့အပူချိန်ကို10 degree မှာပဲထိန်းထားပေးတယ်အရန်အေးပြီးတော့ဖုန်းကိုထိခိုက်မှာစိတ်ပူစရာမလိုဘူး input အားကလည်း11 watt တယ်ဆိုတော့အားစားတာတက်တာတဲ့အပြင် RGB မီးအောင်စုံတွေနဲ့ပေါ်ပါကျစ်လက်တယ်အတန်ဆူညံတာမျိုးလည်းမရှိတဲ့အတွက်ဂိမ်းဆော့တာကိုအနောက်ရှက်မဖြစ်ဘူးတက်လိုက်ပါတဲ့ဖုန်းတွေအတွက်ဒီတိုင်းကပ်ပြီးတော့သုံးလို့ရတယ်တက်လိုက်မပါတဲ့ဖုန်းတွေအတွက်တက်လိုက်ပြားအပြင်ကလပ်နဲ့ပါညက်သုံးလို့ရတယ်ဒီဘယ်ဘက်ခလုတ်လေးက RGB လိုက်ပြောင်းလို့ရပြီးတော့မကြိုက်တဲ့သူတွေအတွက်2စက္ကန့်ဖြည့်ပြီးတော့ပိတ်လို့ရတယ်ဒီညာဘက်ကခလုတ်ကတော့ L1 normal move ကနေပြီးတော့ AI move ကိုချိန်လို့ရတယ်နောက်တစ်ချက်ထပ်နှိပ်ရင်သူကအပိတ်ခလုတ်ဖြုတ်သွားမယ်ဒီခလုတ်ကိုပဲနှိပ်ပြီးတော့ပြန်ဖွင့်လို့လည်းရတယ် Okay ဒါကတော့ကျွန်တော်တို့ဖုန်းကူလာကို10မိနစ်ခဲထားတဲ့အနေထားလေးချက်ကြည့်ကြည့်လိုက်ဘယ်လောက်ထိရေခဲတူကမြင့်လဲဆိုတာ10မိနစ်ထဲနဲ့ဘယ်လောက်ထိခဲသွားလဲဆိုတော့ brother တို့ဖုန်းမအေးမှာစိတ်ပူစရာမလိုဒီရေခဲလေးတွေကိုအစစ်ဟုတ်မဟုတ်ကျွန်တော်လက်နဲ့ချစ်ပြပေးမယ်ဒီကျွန်တော်အပြင်ပူချိန်မှာဆိုရင်ခဏလေးနဲ့အခြေပြောသွားတယ်ခဲတာမှရေခဲချက်တောင်လုပ်လို့ရတော့မယ်ဗျာ just kidding bro မြန်လာကြတဲ့ brother တို့အတွက်ချက်ချင်းတက်ချက်ချင်းအေးတဲ့ AI ဖုန်းကူလာ PC 10လေးကအကောင်းဆုံးပဲ